အိမ်ဖုံမလေးဟာအိုးထဲကိုကြီးမားတဲ့နှလုံးသားတစ်ခုထည့်လိုက်ပြီးနောက်တစ်စက္ကန့်မှာပဲသူမခန္ဓာကိုယ်တစ်ခုလုံးပူလောင်မှုတစ်ခုကိုခံစားလိုက်ရပါတယ်။သူမဟာအင်ကြီးကျယ်သီးတွေကိုဖြင်းညင်းစွာဖြုတ်လိုက်တဲ့အခါဘိုက်ကလျင်မြန်စွာကြီးထွားလာတာကိုတွေ့လိုက်ရပါတယ်။အိမ်ဖုံမလေးကိုဝင်ရှိပြီးအဲ့ဒီညမှာပဲကလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်။တည့်ရက်တွေအားလုံးရဲ့မူလဇစ်မြစ်ကိုပြန်ကြည့်ရင်မိဖုရားစီကစပါတယ်။မိဖုရားဟာဘယင်နဲ့လက်ထပ်ခဲ့တာနှစ်ပေါင်းများစွာကြာပြီဖြစ်ပေမဲ့ကလေးတစ်ယောက်မှမရခဲ့ပါဘူး။သူဟာကလေးရဖို့အမြဲတမ်းတောက်တနေခဲ့ပါတယ်။တနေ့မှာနန်းတော်ကိုစက္ကပ်ပွဲတစ်ခုလာရောက်ဖျော်ဖြေတော့လူတိုင်းပျော်ရွှင်နေကြပေမဲ့စိုးရင်ပူပန်မှုအပြည့်ရှိနေတဲ့မိဖုရားကတော့မပြောနိုင်ပါဘူး။သူဟာကိုဝင်ရှိနေတဲ့အမျိုးသမီးတဦးကိုမြင်လိုက်ရတော့အကြီးကျယ်စိတ်ထိခိုက်ပြီးနန်းတော်ကနေဒေါသတကြီးထွက်ခွာသွားခဲ့တဲ့ဘရင်ကချက်ချင်းလိုက်သွားပြီးကလေးရအောင်လုပ်ပေးမယ်လို့နှက်သိမ့်ခဲ့ပါတယ်။နောက်ပိုင်းမှာဘရင်ကမိဖုရားကိုဝင်ရအောင်လုပ်ပေးနိုင်မဲ့နီလန်းကိုရှာတွေ့သူကိုရွှေတင်းကား1000နဲ့စုချမယ်လို့တနိုင်ငံလုံးကိုကြေညာခဲ့ပါတယ်။နတ်ဆရာတဦးနန်းတော်ကိုရောက်လာပြီးဘရင်ကိုပြောတာကပင်လယ်ဘီလူရဲ့နှလုံးသားကိုရယူပြီးတန့်စင်တဲ့အပြိုစင်တယောက်နဲ့ချက်ခိုင်းကမိဖုရားအလိုက်ရင်ချက်ချင်းကိုဝင်ရမယ်တဲ့ဒါနဲ့နောက်တစ်နေ့မှာဘရင်ဟာလက်နက်အပြည့်စုံနဲ့ပင်လယ်ကမ်းဆက်ကိုသွားပြီးပင်လယ်နဲ့ထဲသွားခဲ့ပါတယ်။မကြခင်မှာပဲပင်လယ်ဘီလူကိုတွေ့လိုက်ရပါတယ်။ပင်လယ်ဘီလူဟာအဲ့ဒီအချိန်မှာအိပ်ပျော်နေတာမို့ဘရင်ကအခွင့်ကောင်းယူပြီးဓာတ်နဲ့ထိုးလိုက်ပါတယ်။ပြင်းထန်တဲ့နာကျင်မှုကြောင့်နိုးလာတဲ့ပင်လယ်ဘီလူဟာရုန်းကန်လိုက်တော့ဘရင်လွတ်ထွက်သွားခဲ့တဲ့ပြင်းထန်တဲ့တိုက်ပွဲတစ်ခုအပြီးမှာဘရင်ဟာပင်လယ်ဘီလူရဲ့နှလုံးသားကိုအောင်မြင်စွာရရှိခဲ့ပေမဲ့အဲ့ဒီဖြစ်စဉ်မှာသူ့အသက်ကိုဆက်တေးလိုက်ရပါတယ်။အဲ့ဒီခိုက်တံမှာမိဖုရားကရှောက်လာခဲ့ပါတယ်။သူဟာဘရင်ရဲ့တေဆုံးမှုအတွက်ဝမ်းနည်းပူဆွေးခြင်းမရှိဘဲနှလုံးသားကိုကောက်ယူပြီးထွက်ခွာသွားခဲ့ပါတယ်။နတ်ဆရာရဲ့ညွှန်ကြားအားချက်အတိုင်းမိဖုရားဟာနှလုံးသားကိုချက်ပြုတ်ဖို့တန့်စင်တဲ့အပြိုစင်တအူးကိုခေါ်ယူခဲ့ပါတယ်။အိမ်ဖုံမလေးဟာနှလုံးသားကိုအိုးထဲထည့်လိုက်တဲ့အခါမိခိုးဖြူတွေချက်ချင်းထွက်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီနှလုံးသားရဲ့အနံ့ကိုရှူရှိုက်လိုက်ရုံနဲ့အိမ်ဖုံမလေးကိုဝင်ရှိသွားခဲ့ပါတယ်။မိဖုရားကနှလုံးသားကိုစားပြီးနောက်မှာသူလည်းကိုဝင်ရှိခဲ့ပါတယ်။အဲ့ဒီညမှာပဲမိဖုရားကသားလေးတဦးကိုမွေးဖွားခဲ့ပြီးအိမ်ဖုံမလေးကလည်းတစ်ချိန်တည်းမှာပဲသားလေးတဦးကိုမွေးဖွားခဲ့ပါတယ်။ကလေးနှစ်ယောက်လုံးကြီးပြင်းလာတဲ့အခါမှာတော့ပုံမှန်တန်အတူတူဖြစ်နေုံမကစရိုက်တွေပါအံ့ဩစရာကောင်းလောက်အောင်ဆင်တူနေပါတယ်။သူတို့နှစ်ဦးတွေ့တာရင်ညီကိုတွေလိုအတူတကွပေါင်းသင်းနေတာကိုမြင်တော့မိဖုရားအကြီးကျယ်တော့ဖက်ခဲ့ပါတယ်။ဒီလိုအဆင့်တန်းမတူတဲ့သူတွေရဲ့ချစ်ကြည်ရင်းနှီးမှုကိုအဆုံးသတ်ဖို့အတွက်သူဟာအိမ်ဖုံမလေးကိုခေါ်ပြီးသူ့သားကိုမင်းသားနဲ့ထပ်မတွေ့ဖို့တတိပေးခဲ့ပါတော့တယ်